စကားပြောုံနဲ့လူတကာတွေတင့်ကိုလေးစားသွားစေမယ်မှတ်မိသွားစေမယ်လှုပ်ဝက်ချက်၃ခုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျားစကားပြောတဲ့အခါလူတွေကတေချာအာယုံမဆိုင်တာမျိုးဒါမှမဟုတ်ခင်ဗျားနဲ့စကားအရာမထင်တာမျိုးကြုံဘူးလားတကယ်တော့လူတွေကခင်ဗျားဘာပြောလဲဆိုတာတဲ့ဘယ်လိုပြောလဲဆိုတာကိုပိုပြီးမှတ်မိတာပါဒီနေ့မှာစကားလုံးတွေကိုသုံးပြီးခင်ဗျားရဲ့ကိုရောင်ကိုဝါကိုမြင့်တင်ပေးမယ်စိတ်ပညာလှည့်ကွက်၃ခုပြောပြမှာဖြစ်ပါတယ်ဒါကိုသိဝိုင်းခင်ဗျားစကားဝိုင်းတိုင်းရဲ့ဘိုးချက်တစ်ခုဖြစ်သွားမှာပါတဲ့လူများစုဟာစိတ်လှရှားတဲ့အခါစကားကိုမြင်ကြီးပြောတတ်ကြပါတယ်ဒါကိုယ့်ကိုယုံကြည်မှုမရှိဘူးလို့ပြသရရောက်ပါတယ်တကယ်ကိုခေါင်းဆောင်တွေကခေါင်းဆောင်ကောင်းတွေကစကားကိုဖြည်းပြောပြီးရေးကြီးတဲ့အချက်တွေပြောတဲ့အခါမှာတစ်စက္ကန့်2စက္ကန့်လောက်တိတ်လိုက်ကြပါတယ်အဲ့ဒီရက်တက်မှုကတစ်ဖက်လူကိုသူဘာဆက်ပြောမလဲဆိုပြီးတော့အာယုံစိုက်လာအောင်ဖန်ဆားနိုင်တဲ့ဆွဲအားတစ်ခုဖြစ်ပါတယ်နံပါတ်2စကားပြောတဲ့အခါမှာဝါကြအဆုံးမှာအတန်ကိုမြင့်လိုက်ရင်မင်းကိုမေးနေလို့ဖြစ်သွားပြီခင်ဗျားရဲ့စကားယုံကြည်မှုမရှိလို့ဖြစ်သွားပါတယ်ဒါကိုပြောပြလို့ဖြစ်ပါဝါကြအဆုံးမှာအတန်ကိုနည်းငယ်နှိမ့်ချပါဒါကို downward inflation လို့ခေါ်ပါတယ်အဒီပြောချင်းဟာတင့်စကားကိုပိုပြီးလေးနက်စေတယ်အာဏာရှိစေတယ်တစ်ဖက်လူကလည်းတင့်ကိုအလိုလိုလေးစားသွားစေပါတယ်နံပါတ်3လူတွေကတခုလို့ပို့တောင်းဆိုတဲ့အခါဒါမှမဟုတ်ရှင်းပြတဲ့အခါမှာခင်ဗျားရဲ့အကြောင်းပြချက်ကိုယင်ပြောပါစိတ်ပညာရလူတွေကအကြောင်းပြချက် because ဆိုတဲ့စကားလုံးပါတဲ့တောင်းဆိုမှုကိုညှင်းပယ်ဖို့ခက်ခဲတတ်ကြပါတယ်ကျွန်တော်ကိုဒါလေးကူညီပါအောင်လို့ပြောမယ့်အစားကျွန်တော်ဒီနေ့အလုပ်များနေလို့ဒါလေးကူညီပါအောင်လို့ပြောတာကပိုထိရောက်ပါတယ်စကားပြောကောင်းသူတယောက်ဖြစ်ဖို့ဆိုတာနီးစနစ်တွေဘဲတီကိုလိုတာပါဒီချက်၃ခုတွေရဲ့ကခင်ဗျားတို့ဘယ်ဆက်ကအသုံးဝင်ဆုံးလဲနောက်ထပ်ဆွဲဆောင်မှုရှိတဲ့လူမှုဆက်ဆံရေးလိုအပ်ချက်တွေကိုသိချင်နေဆိုရင် My Friend Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့